ဒီပါမုတ်ကိုအရန်စားကောင်းတယ်ဆိုပြီးညှို့နေကြလို့တကယ်ကောင်းမကောင်းသိအောင်ဒီနေ့တော့တောင်းဝယ်စားလိုက်တယ်မနက်စောစောတောင်းဝယ်လို့ထင်တယ်ကိုလိုတလောက်အရေးအတွက်လည်းဝယ်လို့ရခဲ့တယ်အထဲထဲမှာကတော့ကောင်းချင်းနဲ့အုံတို့တွေအပြည့်ပဲအရသာသိအောင်လို့ကိုက်လိုက်မယ်ပါမုတ်သားကတော့အရန်အိတဲ့ဘက်ကိုမသွားဘူးဒါပေမဲ့အထဲထဲကကောင်းချင်းနဲ့အုံတို့အရသာလေးနဲ့ကွာစားလို့တော်တော်ကောင်းတယ်တရုတ်ကလာတဲ့ငချိတ်ပါမုတ်တွေလည်းရှိပေမဲ့ဒါလေးကိုတော့ပိုကြိုက်တယ်ပါမုတ်သားဒီထက်ပိုနူးညံ့ရင်တော့ကောင်းပါအော်ဒါပေမဲ့လည်းတစ်လုံးကိုမှ2000ပဲဆိုတော့ပေးရတာတော့တန်ပါတယ်ငချိတ်ပါမုတ်သွားဝယ်နေတခြားစားကျင်တာလေးတွေတွေ့လို့လည်းဝယ်လာခဲ့တယ်ဒါလေးကကြက်ဥနဲ့ကြက်ဥချောင်းကိုပြန်ပြီးတော့လိတ်ထားတာပေါ့နော်ဒါလေးလည်းတော်တော်စားလို့ကောင်းတယ်အထက်ထဲကကြက်ဥချောင်းလေးကိုအရန်ကြိုက်တယ်တချို့ကြက်ဥချောင်းလေးလိုမျိုးကွာဖွာနေတာမျိုးမဟုတ်ဘဲနဲ့အထက်ထဲကကြက်ဥချောင်းလေးကကြစ်ကြစ်လေးနဲ့အရန်စားလို့ကောင်းတယ်ဒါလေးဈေးကတော့ဘလောက်ပေးရလဲမမှတ်မိတော့ဘူးဒါကကိုယ့်ကိုပလစ်ကိတ်ကျွေးသွားတဲ့သူတွေကိုပြန်ကျွေးဖို့အတွက်အစိမ်းရောင်စိန်ကားကိတ်ရှောက်ပြောတာနော်သူ့မှာနာမည်ရှိတယ်အစိမ်းရောင်ဖြစ်နေလို့စိန်ကားကိတ်လို့ပြောတာအပေါ်ကဂျယ်လီလိုမျိုးလေးကစားလို့ကောင်းပေမဲ့ကျမအရန်ကြိုက်တဲ့အရသာမျိုးတွေတော့မပါပါဘူးဒါလေးကတော့ custard cheesecake လေးပါဇွန်းနဲ့ဖဲ့စားရတာအလုံးရှုံလို့လက်နဲ့ပဲဆွဲတော့မယ်ကိတ်သားအေးလေးနဲ့အရန်ချိုတဲ့ဘက်မသွားဘဲနဲ့အစိမ်းအရသာမျိုးလေးဒီနေ့ဝယ်စားရတဲ့မှာတော့ငါချိတ်ပါမုတ်လေးကိုအကြိုက်ဆုံးပဲတစ်လုံးကို2000ပဲပေးရတာတော့တန်တယ်လို့ပြောရမယ်ဆုံးနေကြည့်ပေးလို့ကျေးဇူးပါ bye